English စာမှာ as well as ကိုလူတော်တော်များများသုံးကြပေမဲ့90ရာခိုင်နှုန်းလောက်ကတော့ဒီ grammar အမားတွေကိုလုတ်တတ်တယ်ဆိုတာသိကြပြီးပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာစကုံဆိုင်းတော်ပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ English စာမှာအသုံးများတယ်အမားလည်းများတတ်ကြတယ် as well as အကြောင်းကိုလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင် as well as ကကျွန်တော်တို့သိတယ် not only but also နဲ့တူပါတယ်ဆိုတော့ not only but also ဆိုတော့ဒါတယ်မကဒါလည်းပဲဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲပေါ့ဥပမာပြောရမယ်ဆိုရင်တော့ she is smart as well as beautiful ဒီလိုမျိုးပေါ့သူမဟာညံကောင်းယုံနေမကလှလေလှတယ်ဆိုတဲ့ဟာမျိုးဖြစ်ပါတယ်နံပါတ်2ကဘာလဲဆိုတဲ့အခါကျတော့ဒီ as well as တရဲ့နောက်မှာကျွန်တော်တို့က verb လိုက်မယ်ဆိုရင် ing ပုံသဏ္ဍာန်နဲ့ရှိတဲ့ gerund တွေပဲကျွန်တော်တို့လိုက်လို့ရပါတယ်နမူနာပြောရမယ်ဆိုရင် she teaches English as well as writing books ဆိုတဲ့ဟာမျိုးသူမဟာအင်္ဂလိပ်စာသင်ယူနေမကစာလဲရေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ he cleans the house as well as cooking dinners ဒီနေရာမှာသူဟာအိမ်တန့်ရှင်းရေးလုပ်ရုံနေမကညစာလည်းပဲချက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အရှိရဲ့စာကြောင်းတွေမှာကျွန်တော်တို့ကြည့်မယ်ဆိုရင် he cleans verb 1သုံးထားတယ်သို့တော့ as well as ရဲ့နောက်မှာကျွန်တော်တို့ပြန်သုံးတဲ့အချိန်ခါမှာတော့ cooking dinner လို့ကျွန်တော်တို့ဒီလို ing ပုံသဏ္ဍာန်နဲ့ gerund တွေကိုပြန်သုံးတယ်ဆိုတာကိုသတိပြုစေချင်ပါတယ်နောက်ထပ်စီးမြင်တစ်ခုကဘာလဲဆိုရင် infinitive ပဲဖြစ်ပါတယ်အရှိရစာကြောင်းကကျွန်တော်တို့ infinitive ပုံစံနဲ့ရေးထားတယ် as well as တဲ့နောက်မှာကျွန်တော်တို့ပြန်ရေးမဲ့အကြောင်းအရာကိုရေးတဲ့အခါမှာတမယိုးကြဆိုရင်တော့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့2 plus verb 1 infinitive လို့ရေးရမှာဖြစ်ပေမဲ့လေဒီနေရာမှာကျွန်တော်တို့က bare infinitive လို့ခေါ်တဲ့ verb 1ပုံသဏ္ဍာန်ပဲလုံးဝ ses လည်းမပါဘူး to ဖြုတ်ပြီးမှရေးရတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင် I want to eat pizza as well as drink coffee အဲ့ဒီလိုမျိုးအရှိရစာကြောင်းကကျွန်တော်တို့ want to eat လို့ပြောရတဲ့အခါမှာ to ဆိုတဲ့ eat နဲ့ပါအဲ့လိုမျိုး infinitive ပုံစံဖြစ်တော်များလဲနောက်မှာကျွန်တော်တို့ရေးတဲ့အခါမှာတော့အဲ့ဒီနေရာမှာ drink ကို to drink လို့မပြောဘဲနဲ့ to ကိုဖြုတ်ပြီးမှ bare infinitive ဖြစ်တဲ့ drink coffee လို့ပဲပြောထားတာဖြစ်ပါတယ်နောက်တစ်ခုက she decided to study abroad as well as work part time ဒီမှာကနိုင်ငံခြားမှာပညာသင်ဖို့ဆုံးဖြတ်ခဲ့ရုံနဲ့မကအချိန်ပိုင်းအလုပ်လုပ်ဖို့ကိုပါဆုံးဖြတ်ခဲ့ပါတယ်တဲ့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့တော်တော်များများဒါကိုတော့သတိပြုဖို့လိုပါတယ် subject verb agreement ဖြစ်ပါတယ်ဒီ as well as နဲ့ကျွန်တော်တို့ရေးလိုက်တဲ့အချိန်ခါမှာအကြောင်းအရာနှစ်ခုလုံးပါလာတဲ့အခါမှာကျွန်တော်တို့က verb ရွေးချယ်တဲ့အခါမှာဟာအများရွေးရမှာလားဆိုပြီးဖြစ်လာတတ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့က as well as ကိုသုံးတဲ့အချိန်ခါမှာ subject verb ကိုညှိဖို့ဆိုရင်တော့အရှိက subject ကိုကျွန်တော်တို့အရင်ကြည့်ဖို့လိုတယ်အဲ့ဒါကိုကြည့်ပြီးညှိရတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင် the teacher as well as the students is very happy အဲ့လိုမျိုးသုံးတယ်တကယ်တမ်းဆိုဒီမှာက noun တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က are ဆိုပြီးမှရေးလိုက်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အရှိက subject ကပါလဲ the teacher ဖြစ်ပါတယ်သူကအနည်းကိန်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာဗာသုံးတာလဲဆိုတော့ဒီနေရာမှာ is ကိုရွေးချယ်တာဖြစ်ပါတယ်ရေးထားတဲ့အချိန်ခါမှာလဲဒီစာကြောင်းမှာကျွန်တော်တို့ comma တစ်ခုကုတ်ထားတယ်အဲ့ဒီအဓိပ္ပာယ်ကဘာလဲဆိုတဲ့အခါကျတော့ as well as ရဲ့အရှိမှာ comma တစ်ခု is ရဲ့အရှိမှာ comma တစ်ခုရေးထားတယ်အဲ့ဒီရဲ့အဓိပ္ပာယ် extra information ကျွန်တော်တို့အပိုအနေနဲ့ထည့်ပေးတယ်ဆိုတော့ပုံစံအဲ့ဒီခါမှာကျွန်တော်တို့ကပို့ပြီးမှအဲ့ဒီစာကြောင်းကိုသိကျင်တယ်ဆိုရင်ကျွန်တော်အဲ့ဒီ comma ကုတ်ထားတဲ့အကောင့်ဖြုတ်ကြည့်လိုက်ဆိုရင် the teacher is very happy သူ့ရဲ့ original စာကြောင်းရဲ့မူသူ့ရဲ့အဓိပ္ပာယ်ပျက်စီးသွားတယ်ဆိုတာမရှိဘူးဒါပေမဲ့ဆီယာမတင်မကကျောင်းသားတွေလဲပဲဆိုတဲ့ဟာကိုပြောချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာ extra information တွေနဲ့ကျောင်းသားတွေလဲပဲဆိုတာကိုထည့်လိုက်တာဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဒီအနေအထားမှာကျွန်တော်တို့ comma ကုတ်ပြီးရေးထားတဲ့အနေအထားကိုလည်းထည့်သွင်းရှင်းပြတာဖြစ်တယ်ကဲအဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ as well as ကို not only but also လိုမျိုးကျွန်တော်တို့တဒါနီးလန်းမှန်မှန်နဲ့ English ဘာသာစကားမှာကောင်းကောင်းမွန်မွန်တိတိကျကျနဲ့လုံးနိုင်ဖို့ရန်အတွက်ဝေမျှလိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယို clip လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like share တွေလုပ်သွားပေးလို့ရတယ်ပြီးတော့လည်းပဲနောက်တင်မှာလေ့လာဖို့ရန်အတွက်ဆိုရင်လည်း save သွားပေးလို့ရပါတယ်ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ထားနိုင်တယ်လို့ YouTube TikTok channel တွေကနေပြီးတော့လည်းဒီလိုမျိုးအင်္ဂလိပ်စာသင်ခန်းစာအတူအထွာလေးတွေကိုဝင်ရောက်လေ့လာသင်ယူနိုင်ပါတယ်ခင်ဗျာ